ဒီလူကြီးစီမှာထုံးစမ်းတဲ့ခရမ်းရောင်ဖျောင်းဆိုတာတစ်ချောင်းရှိနေပါ යි ။ဘာပဲလူချင်းလေထဲမှာပုံစံလေးဆွဲလိုက်အောင်နဲ့စိတ်ကူးထားတာတွေတကယ်ဖြစ်လာတာပါပဲ။တနေ့မှာတော့သူ့မိမကကားမောင်းရင်းတာယာပေါက်သွားခဲ့ပါတယ်။တာယာအတိဝယ်ဖို့ပိုက်ဆံကုန်တော့မယ်ဆိုပြီးညှဉ်းညူနေတော့မှဒီလူကြီးကအိတ်ကထဲတာနေခရမ်းရောင်ဖျောင်းဆိုတဲ့လေးကိုထုတ်လိုက်ပါတယ်။ပြီးတော့လေထဲမှာစဝိုင်းအချို့ကိုဆွဲလိုက်တာနဲ့ဘုံကနေဆိုပြီးတာယာအတိတလုံးရှေ့တက်မှာပေါ်လာပါတော့လေ။ဒါကြောင့်2000ကျော်တာနဲ့တာယာဖို့လေးတတ်တာသွားခဲ့တာပေါ့။ဒါဖြစ်သူရှိမှဒီမော်ဆွတ်တန်အကြောင်းကြွားချင်တာနဲ့ဒီလူကြီးကလေထဲမှာလေပြားလေးတစ်ကောင်ကိုအသားလေးဆွဲလိုက်ပါတယ်ပြီးတော့အဲ့ဒီလေပြားလေးကိုလေနဲ့အသားလေးမှုတ်လိုက်တဲ့အခါမှာတကယ်ပဲအတောင်မလေးနေခတ်ပြီးအသက်ဝင်လာခဲ့ပါတယ်ကောင်းလေးကအစာပိုင်းမှာမယုံတဝက်ဖြစ်နေပြီမဲ့ခရမ်းရောင်ဖျောင်းဆွတ်တန်ကိုယူပြီးသူကြိုက်တဲ့ဒေးဆန်လေးတွေကိုဆွဲကြည့်တဲ့အခါမှာတော့တကယ်ပဲအသက်ဝင်လာလို့အန်သိုးမင်သက်သွားခဲ့ရတာပေါ့စကိတ်စီးချင်တဲ့အခါမှာလည်းဖနက်အောက်မှာဘီးလီတွေဆွဲလိုက်ယုံနဲ့တနည်းကုံအလကားစီးလို့ရနေတာပါမောလာရင်လည်းအရသာရှိတဲ့ ice cream လေးတွေကိုဆွဲစားလို့ရပါသေးတယ်အဖေးထသူကတားလေးရဲ့ဆန္ဒတွေပြေဝပါစေဆိုပြီးခရမ်းရောင်ဖျောင်းဆိုတန်ကိုယ့်ကိုပေးထားခဲ့ပါတယ်မကြခင်မှလည်းဒီဆိုတန်လေးကအသုံးဝင်လာခဲ့ပါတယ်ကျောင်းစင်းချိန်မှာလူမိုက်ကျောင်းသားနှစ်ယောက်ကသူ့ကိုလမ်းပိတ်ပြီးဂိုးတောင်ထဲကိုတွင်းထိတ်လိုက်တဲ့အခါမှာတော့အိတ်ခတ်ထဲကဖျောင်းဆိုတန်ကိုတတိယသွားခဲ့ပါတယ်ဒါနဲ့သူကတတ်တော်ကြီးတစ်ကောင်ကိုဆွဲလိုက်တာနဲ့အဲ့ဒီအကောင်ကြီးကတကားကိုဝုန်းခနဲ့တိုက်ဖွင့်လိုက်လို့လူမိုက်နှစ်ယောက်လည်းလန့်ဖလန်ပြီးထွက်ပြေးသွားကြပါတော့လေဒါဖြစ်သူကကောင်းကင်ပေါ်မှာရှောက်လေခြင်းတယ်လို့ပြောလာတဲ့အခါမှာအဖေဖြစ်သူကလည်းသဘောကျသွားပြီးခရမ်းရောင်ဖျောင်းဆိုတန်နဲ့စတင်ဆွဲပါတော့လေကွင်းပြင်ထဲမှာပုံစံဖော်ပြီးဆွဲလိုက်တာနဲ့ခဏလေးအတွင်းမှာလေရင်ပြန်တစင်းပေါ်လာခဲ့ပါလေအဖေဖြစ်သူကဒလက်ကိုအသားလေးလွှဲလိုက်တဲ့အခါမှာတော့လန်းဆန်းတဲ့ခရမ်းရောင်လေရင်ပြန်ကြီးကအသက်ဝင်လာခဲ့ပါလေကံကောင်းတာကဒီလေရင်ကလူတွေကိုအန်ဒီရေမပေးတာပါပဲဒါအောင်လျောက်စိတ်လူချစွာနဲ့မောင်းနှင်ခန်းထဲကိုဝင်ထိုင်ပြီးအင်ဂျင်ကိုနှိုးလိုက်တဲ့အခါမှာတော့လေရင်ကြီးကအဆောက်အဦတွေကြားထဲကိုချက်ချင်းရောက်သွားပါတော့လေအပေါ်မှာအေးနေလာကြောင်းအဖေဖြစ်သူကလေးကားမှန်တစ်ချက်ကိုပါထပ်ဆွဲပြလိုက်ပါသေးတယ်ဒါပေမဲ့သူတို့ပျော်နေရတာ2မိနစ်တောင်မပြည့်ခင်မှာပဲအဖေဖြစ်သူရဲ့အမားတစ်ခုကြောင့်အင်ဂျင်ချိုးရင်းသွားပြီးလေရင်နောက်မီးကနေမီးခိုးပြားတွေထွက်လာပါတော့တယ်နောက်ဆုံးမှာတော့အရှင်တွေရော့သွားပြီးအောက်ကိုထိုးချသွားခဲ့ပါလေလေရင်ရင်ထိုးတဲ့အရှင်ကြောင့်သူတို့နှစ်ယောက်လေထဲကိုလွင့်ထွက်သွားတဲ့အချိန်မှာအဖေဖြစ်သူကဖျောင်းဆိုတန်ကိုအမြန်ထုတ်ပြီးလေထီးတစ်ခုကိုဆွဲလိုက်ပါတော့တယ်